Hello, Angel ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ညီမက Angel ရဲ့မွေးငါအနှစ်ဘူးလေးကိုအသုံးပြုပြီးတော့လူ9ယောက်အေးဆေးစားလို့ရတယ်။ပူပူနွေ့နွေ့နဲ့အနက်ရတာနဲ့ပြည့်စုံတဲ့မွေးငါလေးချက်ပြပါမယ်။ဆိုတော့ညီမနဲ့အတူတူဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးနော်။အရင်ဆုံးမွေးငါဘူးလေးကိုဖွင့်လိုက်ပါမယ်။ကဲဖွင့်ပြီးပြီဆိုရင်တော့မွေးငါနှစ်လေးကိုအိုးထဲကိုထည့်လိုက်ပါမယ်။ပြီးရင်တော့ဒီဘူးလေးနဲ့ပဲရေစားတူလေးချိန်ပြီးတော့ထည့်ပါမယ်။အနက်နဲ့ရေလေးကိုရောသမဝါအောင်မှွေပေးပါမယ်။ကဲ3မိနစ်ခန့်ကြိုးချက်ပြီးသွားပြီဆိုရင်တော့အရန်ကိုမှွှေးကြိုင်းပြီးအရန်စားလို့ကောင်းတယ်မွေးငါပူပူလေးရပါပြီရှင်အိမ်မှာချက်ချက်အိမ်ချက်လိုက်ရအိမ်ချက်